ရိသတ်တွေပါစိတ်ထိခိုက်သွားစေနိုင်တဲ့စကားတစ်ခုကိုမျက်ရည်တွေနဲ့ပြောပြခဲ့တဲ့ရုံးဝတီလွင်မိုးနိုင်ငံကျော်ရွှေရှင်မင်းသားကြီးဦးလင်မိုးရဲ့သမီးအဖြစ်လူသိများတဲ့ရုံးဝတီလွင်မိုးဟာအသက်ငယ်ငယ်နဲ့ဘဝအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရသူတဦးပါ။တမကလည်းရှိမှတစ်ခုလက်ကလေးမအေးဖြစ်သွားခဲ့တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာဝေဖန်သုံးသပ်မှုတွေပြောဆိုမှုတွေကိုများစွာခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကြားထဲမှာသူမကိုမယိမ်းဟိုင်သွားအောင်တွန်းအားပေးခဲ့တဲ့အင်အားကြီးဆုံးအရာတစ်ခုကတော့ဖခင်ဦးလင်မိုးရဲ့မြတ်တာနဲ့အားပေးမှုတွေပါပဲ။အဖေတယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုအပြေအဝထမ်းဆောင်ပေးခဲ့တဲ့ဦးလင်မိုးဟာသမီးရဲ့ဘဝမှာတောင်ပန်တစုံလိုဖြစ်ခဲ့ပြီးညနာငယ်ရမယ့်အချိန်တွေမှာတော့ခေါင်းမငုံမဲ့အများလယ်မှာမမမတ်ရတည်နိုင်အောင်အားပေးခဲ့သူဖြစ်ပါတယ်။အဲ့လိုဖခင်တယောက်ရဲ့မြတ်တာကိုအပြေအဝရရှိထားတဲ့ရုံးဒီလိုမိုးကိုကြည့်ပြီးဦးလင်မိုးလိုအဖေမျိုးကိုပဲပိုင်ဆိုင်ချင်လိုက်တာဆိုတဲ့ခံစားချက်မျိုးကိုတော့ပရိသတ်တွေအထိကူးဆက်စေခဲ့ပါတယ်။ရုံးဒီလိုမိုးကိုယ်တိုင်လည်းအတိတ်ကအမှားတွေကိုပြန်လည်သုံးသပ်ပြီးပြင်ဆင်စူးစမ်းလာသူဖြစ်တယ်လို့ယနေ့မှာတော့ပိုပြီးတောက်ပလာတဲ့ဘဝတစ်ခုကိုတည်ဆောက်လာနိုင်ခဲ့ပါတယ်။ဒီလိုဘဝလန်ခီတခြားမှာဖခင်ရဲ့အားပေးမှုဟာအရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုဖြစ်နေခဲ့တာလည်းမလွဲမသွေပါပဲ။လက်တလုံးမှာတော့သူမဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးသူမရဲ့ခံစားချက်တွေဟာပရိသတ်တွေကိုထပ်မံစိတ်ထိခိုက်စေခဲ့ပါတယ်။ဇာတ်ကားထဲမှာဖခင်ဦးလင်မိုးရဲ့သရုပ်ဆောင်မှုတွေကိုကြည့်ရင်ကိုယ်တိုင်ဘဝကိုပြန်မြင်နေရသလိုခံစားခဲ့ရပြီးမျက်ရည်မထိန်နိုင်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီဇာတ်ကားကိုတစ်ခါမကကြည့်ခဲ့ရပြီးနှစ်ခါလုံးမျက်ရည်ကျခဲ့ရကြောင်းကိုလည်းသူမကဝမ်းနည်းစွာပြောပြခဲ့ပါတယ်။တစ်ဖက်မှာလည်းပရိသတ်တွေကပါဇာတ်ကားထဲကအပိုင်းစာလေးတွေကိုသာကြည့်ရင်တော့မျက်ရည်ကျခဲ့ရကြောင်းပြောဆိုနေကြပြီးရုံမတင်ခင်ကတည်းကအကယ်ဒမီဆုရရနိုင်မယ်ဆိုတဲ့ခံမှန်းချက်တွေအထိရရှိနေတဲ့ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးတစ်ခုမှာပဲကိုပဲအသက်ကြီးလာတာမဟုတ်ဘူးမိဘတွေလည်းအသက်ကြီးလာကြပါပြီ။ဖေဖေလိုအဖေမျိုးရှိတာခေးကန်ကောင်းပါတယ်။မိဘတွေကိုရှိနေစမှာတန်မိုးထားပေးကြပါဆိုတဲ့စကားတစ်ခွန်းကိုမျက်ရည်တွေနဲ့ပြောပြခဲ့တဲ့ရုံးဒီလူမိုးရဲ့အသက်ဟာပရိသတ်တွေရဲ့နှလုံးသားကိုတကယ့်ကိုထိခိုက်စေခဲ့ပါတယ်။မိဘမြတ်တာဆိုတာတန်မိုးမရှိသလိုထင်ရတတ်ပေမဲ့တကယ်တမ်းတော့ဘဝတစ်ခုလုံးကိုထောက်ပံ့ပေးနိုင်တဲ့အင်အားကြီးဆုံးအရာဖြစ်ကြောင်းကိုလည်းရုံးဒီလူမိုးရဲ့မျက်ရည်တွေကတော့ပြောပြနေခဲ့ပါတယ်။အခုဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရောဦးလင်မိုးတို့သားဖတန်ရုံးစင်လေးတို့ကြည့်ပြီးဖခင်မြတ်တာကိုခံစားမိရလားဆိုတာပြောပြခဲ့ကြပါအောင်ရှင်။